Shiga Kim Buye, you sing a cholare, do ya mammy neque, you the monk for me. To me, Zazagala Mapione, do do mia patine. You think so only with the Yago, Miaji, The boss go name on down by me, Kim Buye, Bayama, Nirago, Tijin Lavare. My new, Silo ye, you piai mouse. Totally, the Vegas way, you are a queen. The boss on the Klima ye, you are Lela me. အားလုံးဒီပါကြကြမဲ့အရတာစိမ့်စိမ့်လေးနဲ့အရန်ကိုစားလို့လဲကောင်းရမယ်လွယ်ကူရိုးရှင်းစွာနဲ့ပြီးတော့လို့ရတဲ့မလိုင်အပြည့်နဲ့ငပြောပေါင်းလုံနီလေးကိုခရစ်စတယ်ဒီနေ့တင်ဆက်ပေးမှာပဲဖြစ်ပါတယ်ခရစ်စတယ်ကတော့ငပြောသီးကိုအလုံး90တုံးထားရပေါ့နော်ငပြောသီးကိုအခွန်ခွာပြီးတော့ပထမဆုံးရေနွေးကိုလေစူပွက်နေအောင်တည်ထားပြီးတော့တရေပြုတ်ထားပြီးတော့အခုလိုမျိုးတေချာလေးစည်ပေးထားပါတယ်ပြီးနော်ငပြောပေါင်းမှုတက်စပြီးပြင်ဆင်မယ်ပေါ့နော်အချူရတာတော့ကတော့ကိုလိုအပ်တယ်လို့ချိန်ဆပြီးတော့ထည့်လို့ရတယ်ခရစ်စတယ်တော့စင်စင်လေးတော့မှဆိုတော့တခြားအနှင်းငယ်ပဲတုံထားရပေါ့နော်စားလေးရောအနှင်းငယ်ထပ်ပြီးတော့ထည့်ထားပေးပါသေးတယ်ဒါကကျတော့အုံတို့နှလုံးကြိုထားပေါ့နော်ခရစ်စတယ်ကဒီအုံလေးကိုစိုင်မှာညှစ်ပြီးရလာတဲ့အရေးကိုကြိုထားဖြစ်ပါတယ် ready made ဘိုးသုံးနဲ့ဆိုရင်လည်းရပါတယ်ပထမဆုံးအနေနဲ့တခြားတွေမထည့်သေးဘဲနဲ့ဒီအုံတို့ရဲ့တခြားအချူရတာရဲ့အငံတက်ရဲ့ကိုအရင်ဆုံးတေချာလေးကိုပြုတ်ပါမယ်အုံတို့တွေရဲ့အချိုရတာတွေကငပြောသီးတွေကိုစိတ်ဝင်သွားပြီးဆိုမှခရစ်စတယ်နွားနို့ဆိုရင်ဒီ2လီတာပေါ့နော်2လီတာကိုကြိုထားရဲကြိုသားပြီးသားနွားနို့ကိုမှအခုလိုမျိုးထည့်ပါတယ်နွားနို့စိမ့်ထည့်ရမဟုတ်ဘူးပေါ့နော်အားလုံးကိုတေချာတည်ပြီးသွားတဲ့အခါမှာဆိုရင်တော့စားတဲ့အခါမှာအရတာလေးပို့ပြီးတော့စိမ့်စိမ့်လေးဖြစ်စေဖို့အတွက်ခရစ်စတယ်ကနို့စိမ့်2ပူထပ်ပြီးတော့ထည့်ထားပါသေးတယ်အချိန်ကြာမဲ့စွာတေချာလေးပေါင်းပြီးသွားတဲ့အခါမှာဆိုရင်တော့အခုလိုမျိုးမလိုင်အပြည့်နဲ့မီနာနဲ့ကိုစားခြင်းစပွဲကောင်းနေရဲ့အရတာစိမ့်စိမ့်လေးနဲ့မလိုင်အုံတို့ငပြောပေါင်းလေးရရှိပြီပဲဖြစ်ပါတယ်ဒီနေရာမှာလေအုံတို့မစားချင်တဲ့သူတွေအတွက်ဆိုရင်လေနွားနို့ရဲ့နိုစင်းကိုပဲအသုံးပြုပြီးတော့ချက်လို့ရပါတယ်ကြည့်လိုက်ပါအောင်ဗျာငပြောသီးတွေရတယ်လုံးဝနူးအိနေပြီးတော့အခုလိုမျိုးအရည်လေးနဲ့တွဲဖက်ပြီးတော့စားမယ်ဆိုရင်အရန်ကိုစားလို့ကောင်းတော့ပါမလိုင်ရဲ့လုံးဝရှယ်ပေါ့နော်ခရစ်စတယ်ကလေဒါကိုရိုးချင်းမစားခြင်းပဲနဲ့ပို့ပြီးတော့အမြင်လှတောင်းဆိုပြီးတော့တာကူစင်းလေးတွေလည်းထည့်တယ်ပြီးတော့တဲ့အခါမှာတော့အပေါ်ကနေအုံဒီချစ်ထားလေးထွေးလိုက်မယ်ဆိုရင်တော့မင်းနာနဲ့ကိုစားခြင်းစပွဲကောင်းနေတဲ့မလိုင်ငပြောအောင်ရရှိပဲဖြစ်ပါတယ်အရသာလေးစိမ့်စစ်လေးနဲ့တော်လေးစားလို့ကောင်းတာမလို့ခရစ်စတယ် audience နဲ့လည်းလှုပ်ရှားလို့ရအောင်လို့ပြန်ပြီးတော့ share ဝင်လုပ်ပေးလိုက်ပါတယ်